မင်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတက္ကရာ1388ခုနှစ်ကစုံလာဇန်တရက်ခရစ်နှစ်2026ခုနှစ်မေလ16ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးအနေနဲ့ညောင်ဦးငတယောက်လမ်းမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစီယိုစုဘက်မှ4ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦးငတယောက်လမ်းပိုင်းတနေရာမှာအာနာလူစီယိုစုတနစ်ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း Earthquake People Defense ဘုတ်ကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့ကညောင်မြို့နယ်အတွင်းသို့အင်အား120ခန့်ဖြင့်စစ်ကြောင်းထုံဝင်ရောက်လာသောစီယိုစုစစ်ကြောင်းကိုဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းနှစ်ဖက်ထိတွေ့တိုက်ပွဲ2ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး3နာရီကြာတိုက်ပွဲပြင်းထန်ခဲ့ကစီယိုစုဘက်က4ဦးသေဆုံးပြီးအများပြားထိခိုက်ခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းစီယိုစုထံမှကြီးစံအချို့နဲ့စစ်အသုံးဆောင်ပစ္စည်းအချို့ကိုလည်းတင်စီရမိခဲ့ကြောင်းသိရပါတယ်။ယခုတိုက်ခိုက်မှုကိုပခုတ်ခရိုင် local တရင် PDNB 21 Bagan People Defense Force God Brother ဒေါင်းရင်သွေးပျောက်ကြားတပ်ဖွဲ့ DYT Bagan Gruda Force နဲ့ Earthquake People Defense Force ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးနိုင်ငံရေးအခြေအနေများကြောင့်ပြည်သူများအနေဖြင့်တောလာလှုပ်ရှားရမှာစစ်ရေးတရိအထူးမြင့်တင်ထားကြရန်လဲပူပေါင်းတပ်ဖွဲ့များကမြစ်တာရက်ခံထားပါတယ်ရှင်ဆက်လက်ပြီးချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပခဲ့ပြီးလက်နက်ခဲယမ်းများနဲ့ဒရုန်းများဖြစ်တင်ပေးရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းအမျိုးသားအဖွဲ့ချုပ်ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ရဲ့အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်နှစ်မြင်းဆောင်2026သင်တန်းဆင်းပွဲအခမ်းအနားကိုယမန်နေ့မေ15ရက်နေ့နက်ပိုင်းက CNO/CNDF ရဲ့စစ်သင်တန်းကျောင်းတနေရာမှာအောင်မြင်စွာကျင်းပခဲ့ကြောင်းသိရပါတယ်။အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ CNO/CNDF ကာကွယ်ရေးအတွင်းရေးမှူးနှင့်ဒုတိယစစ်ဦးစီးချုပ်တက်ရောက်ကသင်တန်းဆင်းတပ်ဖွဲ့ဝင်များကိုစစ်ရေးသတိပေးချက်များနှင့်အတူအပိစကပြောကြားခဲ့ကြပါတယ်။ယခုအခြေခံစစ်ပညာသင်တန်းမှသင်တန်းဆင်းလာတဲ့ရဲဘော်များဟာချင်းပြည်နယ်ချင်းလူမျိုးနှင့်ပြည်သူလူထုတရက်လုံးရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ရန်နှင့်တော်လှန်ရေးတိုက်ပွဲများမှာတာဝန်ထမ်းဆောင်နိုင်ရန်အတွက်ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲ့အမှတ်1တရင်မှာဆက်လက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ရှေ့တန်းစစ်စင်ရေးမှာလိုအပ်မည့်လက်နက်ကြီးများဒရုန်းများစနိုက်ပါလက်နက်များနဲ့လက်နက်ခဲယမ်းများကိုလည်းချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်ကတင်နန်းစင်းရဲဘော်များနဲ့အတူတပါးတည်းဖြစ်တင်ပေးခဲ့ကြောင်း CNO/CNDF ရဲ့သတင်းပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ဆက်လက်ပြီးစစ်မှုထမ်းစည်ရင်အကြောင်းပြကတာမွေမှာလူငယ်3ဦးဖမ်းဆီးခံရပြီးအာနာလုဆော့စုကစစ်မှုထမ်းရန်လူဦးရေစည်ရင်ပြုစုပြီးအလဲကျစနစ်ဖြင့်စင်ခေါ်ရန်စီမံနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတာဝန်မြို့နယ်မှာစစ်မှုထမ်းစည်ရင်ပါဝင်သည်ဟုဆိုကလူငယ်3ဦးအာရမဖမ်းဆီးခေါ်ဆောင်ခံရမှုဖြစ်ပွားခဲ့ပြီးတစ်ဖက်မှာလည်းအာနာလုဆော့စုကအကျုံးဝင်တဲ့လူငယ်အင်အားစည်များကိုလာဝကနဲ့ပူပေါင်းပြုလုပ်ကအလဲကျစနစ်ဖြင့်စင်ခေါ်ရန်ပြင်ဆင်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မေ14ရက်နေ့နံပိုင်းကတာမွေမြို့နယ်ကြောင်မြောင်းထေးကျဲရက်ကတထေးလန်းအတွင်းနေထိုင်တဲ့အမျိုးသား3ဦးကိုစစ်မှုထမ်းဆိုင်ရင်ပါတီဟုအကြောင်းပြကရွေးတုစစ်ကောင်စီလက်အောက်ခံများကလာရောက်ဖမ်းဆီးခေါ်ဆောင်တော့ခဲ့ကြောင်းတာမွေຫນွေဦး channel မှသိရပါတယ်။အာနာသိန်းစုစုကမြေပြင်မှာစစ်မှုထမ်းရန်အတွက်မဲနိုင်ရွေးချယ်ခြင်းအတင်းအဓမ္မဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းနှင့်လူငယ်ရခြင်းနည်းများဖြင့်လူငယ်များကိုဖမ်းဆီးဆွဆောင်းမှုများပြုလုပ်နေပေမဲ့ယခုအခါစရင်သွင်းစစ်ခေါ်ရန်ထပ်မံလှုပ်ဆောင်လာခြင်းဖြစ်ပါတယ်။ဆိုစုရဲ့ပြည်သူစစ်မှုထမ်းစစ်ခေါ်ရေးဘုတ်အဖွဲ့အစည်းအဝေးကိုပြည်ခဲ့တဲ့မေလ14ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့ပြီးအာနာလုအစိုးရဝင်ကြီးဗိုလ်ချုပ်ကြီးထွန်းအောင်ကတိုင်းနယ်ပြည်နယ်ဖွဲ့စည်းများအနေဖြင့်နေမြေအတွင်းစစ်မှုထမ်းရန်အကျုံးဝင်သူစည်းအမှန်ကိုလွေမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနလာဝကနှင့်ပူးပေါင်းပြုလုပ်ရန်ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။ထို့သောစည်ရင်သွင်းမှတ်ပုံတင်ထားသူများကိုအလဲကျစနစ်ဖြင့်စစ်ခေါ်နိုင်ရေးစီမံထားရန်လည်း၎င်းကဆိုပါတယ်။စီအိုစုကအခုနောက်ပိုင်းမှာစစ်မှုထမ်းမဲ့သူတွေရဲ့ကိုရေးအချက်လက်တွေကိုစနစ်တကျဖြစ်သွင်းပြီးဥပဒေကြောင့်အရစင့်ခေါ်တဲ့စနစ်ကိုသုံးလာဖို့ရှိပါတယ်။အဲ့လိုစင့်ခေါ်တာကိုပြက်ကွက်ရင်တော့
ဥပဒေအတိုင်းပြင်းပြင်းထန်ထန်အရေးယူပြပြီးလူငယ်တွေကိုအကြောက်တရားနဲ့ဖိအားပေးဖို့ကြိုတင်ပြင်ဆင်တာဖြစ်နိုင်တယ်လို့စီဒီအန်တက်အရာရှိအချို့ကသုံးသပ်ထားပါတယ်အာနာလူစုဟာလက်ရှိချိန်ထိပြည်သူစစ်မှုထမ်းတင်တန်းအမှတ်စဉ်22အထိတင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကလက်ရှိမှာလည်းတင်တဲ့အမှတ်စဉ်2ခုကိုထပ်မံလေ့ကျင့်ပေးနေကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းများကို PSN News ရဲ့ဝိုင်းတော်သူချယ်ရီကိုကတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့အတွက်ပထမဆုံးအနေနဲ့1996ခုနှစ်လေယာဉ်ပစ်ချမှုဖြစ်စဉ်နဲ့ရာဦးကက်စထရိုကိုအမေရိကန်တရားစွဲဆိုဖို့ပြင်ဆင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ဆိုရဟာကျူးဘားသမ္မတဟောင်းရာဦးကက်စထရိုကိုလာမယ့်ဗုဒ္ဓဟူးနေ့မှာရာဇဝတ်မှုနဲ့တရားစွဲဆိုဖို့စီစဉ်နေတယ်လို့အမေရိကန်တရားရေးဝန်ကြီးဌာနတာဝန်ရှိသူတို့ကပြောပါတယ်။အခုလုံရဟာကျူးဘားကွန်မြူနစ်အစိုးရပေါ်ဝါရှင်တန်ရဲ့ဖိအားပေးမှုတွေကိုပုံမပြင်းထန်လာစေမဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ဖက်ဒရယ်အစိုးရရှေ့နေတွေဟာအသက်64နှစ်ရွယ်ရှိပြီဖြစ်တဲ့ရာဦးကက်စထရိုပေါ်တရားစွဲဆိုချက်ကိုမေလ20ရက်နေ့မိုင်ယာမီမြို့မှာအများပြည်သူသိရှိအောင်ဖွင့်ချသွားဖို့မျှော်လင့်ရပါတယ်။ဒီတရားစွဲဆိုမှုဟာ1996ခုနှစ်ကကျူးဘားပြည်ပြေးဖွဲ့ရဲ့လေယာဉ်တွေကိုကျူးဘားတိုက်လေယာဉ်တွေကပစ်ချခဲ့တဲ့ဖြစ်စဉ်ပေါ်အခြေခံထားတာဖြစ်ပြီးအဲ့ဒီဖြစ်စဉ်ဖြစ်ပွားခြင်းကရာဦးကက်စထရိုဟာကာကွယ်ဝင်ကြီးဖြစ်တာဝန်ယူခဲ့တာပါ။လက်ရှိမှာထရမ်အစိုးရဟာကျူးဘားပေါ်လောင်စာဆီပြတ်တောက်စေမဲ့စီးပွားရေးပိတ်ဆို့မှုတွေပါဝင်အစိုးရပြောင်းလဲဖြစ်ဖို့ပြင်းပြင်းထန်ထန်ဖိအားပေးနေပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းဗင်နီဇွဲလားသမ္မတဟောင်းနီကိုလတ်မာဒူရိုကိုအမေရိကန်ကလာတူရာဇဝတ်မှုနဲ့တရားစွဲဆိုဖမ်းဆီးခဲ့ပြီးနောက်သမ္မတထရမ်ကကျူးဘားဟာနောက်ထပ်ပြစ်မှတ်ဖြစ်တယ်လို့သတိပေးထားခဲ့ပူပါတယ်။ကျူးဘားဆိုရဘက်ကတော့1996ခုနှစ်ကလေယာဉ်ပစ်ခတ်မှုဟာ၎င်းတို့ရဲ့လေပိုင်နက်ကိုကျူးကျော်ဝင်ရောက်မှုပေါ်တရားဝင်တုံ့ပြန်ခဲ့တာလို့ရှောင်လဲထားပြီးအမေရိကန်ရဲ့အခုလိုတရားစွဲဆိုဖို့ပြင်ဆင်မှုကြောင့်နှစ်နိုင်ငံကြားတင်းမာမှုတွေပုံမမြင့်တက်လာဖို့ရှိနေပါတယ်ဆက်လက်ပြီးဂျပန်နိုင်ငံရှေ့မြောက်ပိုင်းမှာအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံရှေ့မြောက်ပိုင်းမီယာဂီစီရင်စုကမ်းလွန်ကိုဗဟိုပြုပြီးပြင်းအားပမာဏမက်ဂနီကျု6.4ရှိတဲ့အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဒီငလျင်ကြောင့်ဆူနာမီရေလိုင်းဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြင်းမရှိသလိုအနီးနားကနျူကလ িয়ার ဓာတ်ပေးစက်ရုံတွေကိုလည်းထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီ JMA ရဲ့ထုတ်ပြန်ချက်အရအဲ့ဒီငလျင်ဟာမေလ14ရက်နေ့ကလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မိုင်ယာဂီစီရင်စုရှိအိုနာကာဝါနျူကလ িয়ার ဓာတ်ပေးစက်ရုံမှာလက်ရှိအချိန်ထိတစုံတရာပုံမှန်မဟုတ်တဲ့ထိခိုက်ပျက်စီးမှုမျိုးမရှိကြောင်းနဲ့ရေဒီယိုသတ္တိကြွမှုအဆင့်တိုင်းတာချက်တွေလည်းပြောင်းလဲမှုမရှိဘူးလို့အတည်ပြုထားပါတယ်။ဒီငလျင်ကြောင့်မိုင်ယာဂီစီရင်စုအတွင်းမိုးမျှော်တိုက်မြင့်ကြီးတွေကိုလှုပ်ခါစေနိုင်တဲ့ရေရှည်လှိုင်းတုန်ခါမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။စီရင်စုတွင်ရှိတိုမဲမျိုးမှာအဆောင်မြင့်တွေရဲ့အပေါ်ရက်မှာရှိနေသူတွေကိုမတ်တက်ရက်ဖို့တောင်ခက်ခဲစေနိုင်တဲ့အခြေအနေဖြစ်တယ်လို့ဂျပန်မိုးလေဝသအေဂျင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေရှင်။